ဒါဟာမိန်းကလေးနဲ့ခင်ပွန်းဟောင်းတို့တတိယအကြိမ်မြောက်ဆုံတွေ့ခဲ့တာဖြစ်ပေမဲ့တယောက်ကိုတယောက်တတိမပြုမိခဲ့ကြပါဘူး။မိန်းကလေးကခင်ပွန်းဟောင်းပေးခဲ့တဲ့ဒေါ်လာ10 သန်းကိုတတိယပြီးစစ်ဆေးကြည့်တဲ့အခါသူမရဲ့ဘဏ်အကောင့်ထဲမှာပတ်စံတစ်ပြားမှမရှိတော့တာကိုတွေ့လိုက်ရပါတယ်။ဒါနဲ့သူမကဖခင်ဖြစ်သူစီဖုံးဆက်ပြီးပတ်စံဒီဘယ်ရောက်ကုန်ပြီပဲလို့မေးရမှာတော့ဖခင်ဖြစ်သူကသူမရဲ့စေးဘိုးဘွားကြီးတွေပေးလိုက်ရတယ်လို့လိမ်ညာပြောဆိုပါတယ်။တကယ်တော့စေးရောင်ကပဲအခမဲ့ကုသပေးခဲ့တာကိုသူမသိနေတယ်လို့ဖခင်ဖြစ်သူကသူမရဲ့အသက်ရှင်တန်ခွင့်တဲ့အဲ့ဒီပတ်စံတွေကိုအလွဲသုံးစားလုပ်ပြီးသူ့ကိုကြိုးအသက်ယူထားတာကိုလည်းသူမနားလဲလိုက်ပါတယ်။နောက်တစ်နေ့မှာတော့မိန်းကလေးဟာကော်ဖီဆိုင်တစ်ခုမှာအလုပ်ဝင်ခဲ့ပါတယ်။ဒီနေ့မှာဆိုင်ရှင်ကကော်ဖီအခွက်30ကိုချက်ချင်းပြင်ဆင်ပြီးခင်မွန်ဟောင်းရဲ့ကုမ္ပဏီကိုတောက်ဖို့ခိုင်းပါတယ်။သူမကမသွားချင်ပေမဲ့ဆိုင်ရှင်ကအတင်းစီခိုင်းတာကြောင့်နောက်ဆုံးမှာတော့ခင်မွန်ဟောင်းရဲ့ကုမ္ပဏီကိုရောက်သွားခဲ့ရပါတယ်။ခင်မွန်ဟောင်းနဲ့မဆုံးပါစေနဲ့လို့ဆူတောင်းနေပြီမဲ့ကော်ဖီတွေပို့ဖို့အဝင်မှာပဲတယောက်ယောက်နဲ့တိုက်မိပြီးလဲကျသွားကလက်ထက်ကကော်ဖီတွေအကုန်ကြမ်းပင်ပေါ်မှောက်ကြကုန်ပါတယ်။အဲ့ဒီအချိန်မှာအမျိုးသမီးတယောက်ကပြေးလာပြီးသူမကိုလျော်ကြီးပေးဖို့အော်ဟစ်ငေါက်ငန်းပါတယ်။သူမကနှင်းချစွာနဲ့တောင်းပန်ပြီးလျော်ကြီးကိုလာစာရမှပေးလို့ရမလားလို့မေးကလက်ထဲရှိသမျှပတ်စံလေးကိုထုတ်ပေးပါတယ်။ဒါပေမဲ့ထိုအမျိုးသမီးကသူမကိုပတ်စံမရှိတဲ့ငတုံးမလို့ဆဲဆိုစော်ကားပြီးအခုချက်ချင်းပတ်စံမရရင်ရဲတိုင်မဲလို့ချင်းချောက်ပါတယ်။အဲ့ဒီအချိန်မှာခင်ပွန်းဟောင်းဟာလေကားပေါ်ကနေဆင်းလာပါတယ်။မိန်းကလေးကသူ့ကိုမြင်တော့အမြန်ထွက်သွားဖို့ကြိုးစားပေမဲ့ထိုအမျိုးသမီးကသူမကိုဆွဲထားပြီးခင်ပွန်းဟောင်းကိုတိုင်တော့ပါတယ်။ခင်ပွန်းဟောင်းကမိန်းကလေးရဲ့ကြောပင်ကိုပဲမြင်ရတာမို့သူမမမှတ်မိပဲသူ့ဝန်ထမ်းကိုသာသူတမင်လုတ်တာမှမဟုတ်တာဘာလို့သူ့ကိုအခက်သိအောင်လုပ်နေတာလဲလို့ပြစ်တင်လိုက်ပါတယ်။ပြီးတော့မိန်းကလေးကိုဒဏ်ရာရသွားလားလို့မေးပြီးဆေးရုံပို့ဖို့လူစီစဉ်ပေးမယ်လို့ပြောပါတယ်။သူမကတော့ခင်မွန်ဟောင်းကသူမမျက်နှာကိုမြင်သွားမှစိုးတယ်လို့အခုလိုတနာစရာကောင်းတဲ့အခြေအနေမှာအတွေ့မခံချင်တာကြောင့်လက်ထဲကပတ်စံတွေကိုထိုအမျိုးသမီးလက်ထဲထိုးထည့်ပြီးအမြန်ထပ်ပြေးလာခဲ့ပါတယ်။နောက်ပိုင်းမှာအမျိုးသားချစ်သူကအဲ့ဒီပတ်စံတွေကိုကောက်ယူကြည့်တဲ့အခါပတ်စံပေါ်မှာကတ်ထားတဲ့စတစ်ကာလေးကိုတွေ့သွားပါတယ်။အဲ့ဒီစတစ်ကာလေးဟာသူ့ဇနီးဟောင်းအမြဲသုံးနေကြစတစ်ကာလေးဖြစ်နေတာမှာဒါကြောင့်သူကသူ့လက်ထောက်ကိုအဲ့ဒီမိန်းကလေးရဲ့အထောက်ထားကိုချက်ချင်းစုံစမ်းခိုင်းပါတယ်။လက်ထဲကစတစ်ကာလေးကိုကြည့်ရင်ဇနီးတန်နဲ့ကုံဆုံးခဲ့တဲ့ချိုးငိမ့်တဲ့အချင်းတွေကိုတတိယပြီးအထီးကျန်နေတဲ့အခန်းဟောင်းလေးထဲမှာသူဟာဝါးနေစော်နဲ့မျက်ရည်ကျနေမိပါတယ်။မကြခင်မှာပဲလက်ထောက်ကဖုံးဆက်လာပြီးဒီနေ့ကော်ဖီလာပို့တဲ့သူဟာသူ့ဇနီးဟောင်းဖြစ်ကြောင်းနဲ့သူမဟာအခုကော်ဖီဆိုင်မှာအလုပ်ဝင်နေတယ်လို့သတင်းပေးပါလေ။ဒါအပြင်လွန်ခဲ့တဲ့3လကသူမဟာပြန်ထန်တဲ့ကားအက်ဆီဒန့်ဖြစ်သေးကြောင်းသိလိုက်ရတဲ့အခါအမျိုးသားဖြစ်သူဟာမနက်ဖြန်အဲ့ဒီကော်ဖီဆိုင်ကိုလိုက်ပို့ပေးဖို့လက်ထောက်ကိုခိုင်းပါတယ်။လက်ထောက်ကမနက်ဖြန်မှာအရေးကြီးတဲ့အစည်းအဝေးရှိတယ်လို့ပြောပေမဲ့သူကဒေါသသီးနဲ့အစည်းအဝေးကိုချက်ချင်းဖျက်ခိုင်းလိုက်ပါတယ်။အဲ့ဒီအချိန်ကြာမှသူ့ဇနီးဟောင်းရဲ့ဘဝဟာဘယ်လောက်ထိဆိုးရွားနေပြီလဲဆိုလားသူသိရှိသွားပါတော့တယ်။အမျိုးသားဟာသူ့ဇနီးဟောင်းအလုပ်လုပ်နေတဲ့ကော်ဖီဆိုင်ကိုရောက်လာခဲ့ပါတယ်။အလုပ်လုပ်နေတဲ့ဇနီးဟောင်းကိုကြည့်ရင်သူအရာကိုစိတ်မကောင်းခဲ့ရပါတယ်။လက်ထောက်ကဘာလို့ဆိုင်နေဦးမတွေ့တာလဲလို့မေးတဲ့အခါအမျိုးသားကသူကခုလိုအခြေအနေကြောင့်ငါ့ကိုအတွေ့ခံချင်မှာမဟုတ်ဘူး။ဘယ်မိန်းကလေးမှကိုယောက်ျားဟောင်းကိုဒီလိုပုံစံမျိုးနဲ့အတွေ့မခံချင်ကြဘူးလို့ပြန်စီပါရဲ့။သူပြန်ဖို့ပြင်နေတော့မှပဲဇနီးဟောင်းရဲ့စိတ်ဆက်ထားသူဟာတခြားအမျိုးသမီးတယောက်နဲ့အတူရှိနေတာကိုတွေ့လိုက်ရပါတယ်။အမှန်တရားကိုသိချင်တာကြောင့်အမျိုးသားဟာဆိုင်ထဲကိုဝင်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ဆိုင်ထဲမှာတော့မိန်းကလေးဟာသူမရဲ့စိတ်ဆက်ထားသူဟာသူမရဲ့ညီမအရင်နဲ့တွဲနေတာကိုတွေ့ပြီးတုံ့လှုပ်သွားပါတယ်။ထိုမျိုးတမကတော့မိန်းကလေးကားအက်ဆီဒန့်ကနေအသက်ရှင်ချန်ရက်ခဲ့တာကိုမြင်ပြီးအံ့ဩနေပါတယ်။မိန်းကလေးကသူမညီမကိုနေမဲ့အစကဒီလူနဲ့မလက်ထပ်ချင်ဘူးဆိုအခုကျတော့ဘာလို့သူနဲ့တွဲနေတာလဲလို့လောင်းပြောင်လိုက်ပါတယ်။ညီမဖြစ်သူကတော့သူရာထုတုံးမှာမို့လို့ဒါငါကတွဲနေတာဘာလို့ပြန်ပြောပါတယ်။မိန်းကလေးကထိုမျိုးတမကိုသူမအပေါ်ဘာတွေလုပ်ခဲ့လဲသိလားလို့မေးချိန်မှာတော့ခင်မွန်ဟောင်းဖြစ်သူကဘေးနားကနေအကုန်ကြားနေရပါတယ်။ထိုမျိုးသားကသူဘာမှမလုပ်ခဲ့ဘူးလို့ညှိနှုံတယ်မကပဲသူမကိုအသုံးမကျတဲ့မိန်းမလိုပါဆဲဆိုစော်ကားပါတယ်။မိန်းကလေးကရှင်ဘာမှမလုပ်ခဲ့ဘူးဆိုတာသိကြလားလို့ထပ်မေးချိန်မှာထိုမျိုးသားကသူမကိုရိုက်ဖို့လက်ရွယ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲခင်မွန်ဟောင်းဟာတရဲကောင်တယောက်လိုပေါ်လာပြီးထိုလူလက်ကိုတားလိုက်ပါတယ်။ပြီးတော့ဒေါသတကြီးနဲ့ထိုလူမျက်နှာကိုထိုးချလိုက်ပါတော့တယ်။အဲ့ဒီအချိန်ကြာမှသာခင်မွန်ဟောင်းဟာပြီးခဲ့တဲ့3လလုံးသူ့ဇနီးဟောင်းဘလောက်အထိဒုက္ခခံခဲ့ရလဲဆိုတာနားလည်သွားပါတယ်။ထိုမျိုးသားဟာသူရှေ့ကလူကိုမြင်တော့အယမ်းကြောက်သွားပါတယ်။ဘာလို့လဲဆိုတော့ခင်မွန်ဟောင်းဟာသူအလုပ်လုပ်နေတဲ့ company ချုပ်ရဲ့အကြီးဆုံးအလုပ်ရှင် boss ဖြစ်နေလို့ပါ။ခင်မွန်ဟောင်းကယောက်ျားတစ်ယောက်ရဲ့တာဝန်ဟာဇနီးကိုကာကွယ်ဖို့ပဲမင်းလိုမျိုးခံစားချက်တွေကိုကစားဖို့မဟုတ်ဘူးလို့ဆုံးမလိုက်ပါတယ်။ညီမဖြစ်သူကရှင်တို့ကွာရှင်းလိုက်ပြီးမဟုတ်လားလို့မေးလိုက်ချိန်မှာမိန်းကလေးရဲ့ညီမကလည်းဒီလူကိုတိနေမှန်ထိုမျိုးသားသိသားပါတယ်။တကယ်တော့လွန်ခဲ့တဲ့3နှစ်ကခင်မွန်ဟောင်းဟာမိန်းကလေးရဲ့မိသားစုကိုတတိပေးခဲ့ပူပါတယ်။သူတို့လက်ထပ်ထားတာကိုဘယ်သူမှမပြောဖို့နဲ့ပြောလိုက်ရင်ဒီမျိုးကနေပျောက်ကွယ်သွားအောင်လုပ်ပြမယ်လို့ချိန်ထောက်ခဲ့တာပါ။ဒါကြောင့်ညီမဖြစ်သူကကြောက်ကြောက်လန့်လန့်နဲ့ဒီလူကိုမသိပါဘူးလို့ချက်ချင်းညင်းလိုက်ပါတယ်။ထိုမျိုးသားကလည်းသူဟာခင်မွန်ဟောင်းရဲ့လက်အောက်ကတာဝန်ရှင်တယောက်ကြောင့်နားလည်မှုလွဲတာပါလို့အမြန်တောင်းပန်ပါတယ်။ခင်မွန်ဟောင်းကမင်းဘာလို့ဒီမိန်းကလေးကိုရိုက်ကလဲလို့မေးတဲ့အခါထိုမျိုးသားကဒီမိန်းမကကျွန်တော်အပေါ်တစ္ဆာဖောက်လို့ပါလို့လိန်ပြောပါတယ်။အဲ့ဒီတော့မှခင်မွန်ဟောင်းဟာသူ့ဇနီးဟောင်းတကယ်လက်မထပ်ရသေးဘူးဆိုတာသိသွားပါတယ်။ဒါပေမဲ့ထိုမျိုးသားကတော့ကျွန်တော်ကတော့ဒီလိုအတုံးမကျတဲ့မိန်းမကိုဘယ်တော့မှလက်မထပ်ဘူးလို့ပြောရင်ခင်မွန်ဟောင်းကိုလည်းအတုံးမကျတဲ့ငတုံးလိုပါဆဲဆိုလိုက်ပါတယ်။သူမသိတာကတော့သူရှေ့ကလူဟာသူကြောက်ရတဲ့တန်ဖိုးဩတာကြီးမားတဲ့လူကြီးမင်းဖြစ်နေတာပါပဲ။စစ်ဆက်ထားသူအမျိုးသားကတော့ရှေ့မှာရက်နေတဲ့သူဟာသူ့ကုမ္ပဏီရဲ့ CEO ဖြစ်မှမသိပဲဇနီးဟောင်းရဲ့ခင်မွန်ကိုအတုံးမကျတဲ့လူလို့ဒေါသတကြီးဆဲဆိုနေတော့ပါပဲ။ဒါပေမဲ့အခြေအနေအားလုံးကိုရိပ်မိသွားတဲ့မိန်းကလေးရဲ့ညီမဖစ်သူကတော့သူ့အမျိုးသားကိုဆွဲပြီးကော်ဖီဆိုင်ထဲကနေအမြန်ခေါ်ထုတ်သွားပါတော့တယ်။အဲ့ဒီနောက်ခင်မွန်ဟောင်းဖစ်သူကမင်းဘာလို့ငါ့ကိုရှောင်နေရတာလဲလို့မေးပေမဲ့ဇနီးဟောင်းကတော့ဘာမှပြန်မပြောရဲပဲတစ်စိတ်ဆွာကြည့်နေခဲ့ပါတယ်။ဒါကြောင့်သူကသူမကိုကော်ဖီဆိုင်ထဲကနေအတင်းကျပ်ဆွဲခေါ်ပြီးကားပေါ်ကိုတင်လိုက်ပါတယ်။ဇနီးဟောင်းကရှင်ဘာလို့ချင်နေတာလဲလို့ဒေါသတကြီးမေးပေမဲ့သူကတော့သူမနဲ့တီးတန့်စကားပြောဖို့အတွက်ဒရိုင်ဘာကိုကားပေါ်ကဆင်းခိုင်းလိုက်ပါတယ်။သူကမင်းဘာလို့ဒီမှာအလုပ်လုပ်နေတာလဲငါပေးထားတဲ့ဒေါ်လာ10 သန်းကိုပေးရောက်သွားလဲလို့မေးပါတယ်။သူမက
ကျမအဲ့ဒီလူနဲ့လက်မထားခဲ့ပါဘူးရှင်ပေးတဲ့ပတ်စံတွေကိုလည်းအဖေကအကုန်ယူသွားလို့ကိုချေတာဘောကိုရက်တီးဖို့ဒီမှာအလုပ်လုပ်နေတာပါလို့ရှင်းပြပါတယ်ခင်မွန်ဟောင်ကပြီးခဲ့တဲ့ကားအက်ဆီဒင့်အကြောင်းနဲ့ဘာလို့သူ့စာတွေကိုပြန်မဖြေတာလဲလို့အပြစ်တင်စကားဆိုပြီးမယ်သူမကတော့ကျမတို့ကွာရှင်းပြီးပြီပဲဒါရီရှင်သွေးဖို့မလိုတော့ဘူးလို့ပြန်ဖြေခဲ့ပါတယ်အမျိုးသားခေတ်သူကစိတ်မကောင်းစွာနဲ့ပဲဒီလောက်အထိဘဝကခက်ခဲနေတာဘာလို့ငါ့စီအကူညီမတောင်းတာလဲကွာရှင်းတော့ကအိမ်တလုံးကား3စီးနဲ့ဒေါ်လာ30တန်ပေးတာကိုမင်းငင်းရတာဟာအခုလိုဘဝမျိုးနဲ့နှိဖို့လာလို့မေးပါတယ်ဒါပေမဲ့မိန်းကလေးကတော့သူမဘဝကိုစိုးရွားတယ်လို့မထင်ပါဘူးနောက်ဆုံးမှတော့ခင်မိုးဟောင်းကသူမကိုအိမ်ခေါ်သွားပြီးပြီးခဲ့တဲ့3လလုံးဘာတွေထိခဲ့လဲဆိုတာအကုန်ရှင်းပြဖို့ပြောပါတယ်သူမကအလုပ်လုပ်ရအောင်မယ်လို့ငင်းပေမဲ့သူကငါနဲ့အတူရှိနေရင်မင်းဘာအလုံးမှလွတ်เสียမလို့တော့ဘူးလို့ပြောကသူမကိုကိုယ်တိုင်ထိုင်ခုံခါပတ်ပေးပြီးအိမ်ကိုခေါ်လာခဲ့ပါတယ်အိမ်ပြန်ရောက်တဲ့အခါသူကသူမရဲ့ဖနက်ကိုကိုယ်တိုင်ကိုယ်ကျလဲလှယ်ပေးပါတယ်ဒီမြင်ကွင်းဟာသူမဒီအိမ်ကိုပထမဆုံးစရောက်တဲ့နေ့ကသူဖနက်လဲပေးခဲ့တာကိုပြန်သတိရစေပါတယ်ခင်မောင်ဟောင်းကသူမရှေ့မှာဒူးထောင်ပြီးဖနက်လဲပေးုံတင်မကပဲသူမအတွက်ဟင်းချက်ပေးမယ်လို့ပါဆိုပါတယ်ဒါပေမဲ့ဘေးနားကခင်မောင်ဟောင်းနဲ့သူ့ချစ်သူတို့ရိုက်ထားတဲ့တပ်ပုံကိုမြင်လိုက်တဲ့အခါမင်းကလေးရဲ့ရင်ထဲမှာမျောလင့်ချက်သည်ချက်ချင်းပလောက်ဆုံးသွားပါတယ်ခဏအကြာမှာတော့ခင်မောင်ဟောင်းကသူမကိုခောက်ဆွဲတပန်းချက်ပေးလာပါတယ်ခောက်ဆွဲပန်းကန်ဘောကစတစ်ကာလေးကိုမြင်လိုက်တဲ့အခါသူမဟာတယောက်ကိုတယောက်ချစ်ခဲ့ကြတဲ့3နှစ်တာကာလစီပြန်ရောက်သွားတယ်လို့ခံစားလိုက်ရပေမဲ့အခုကအဲ့ဒီအချိန်မဟုတ်တော့မှန်းသူမထင်နေပါတယ်အဲ့ဒီနောက်မှာတော့ခင်မောင်ဟောင်းကပြီးခဲ့တဲ့ခင်မွန်ဟောင်းကပြီးခဲ့တဲ့3လအတွင်းဘာတွေဖြစ်ခဲ့လဲလို့မေးတဲ့အခါဇနီးဟောင်းကလွန်ခဲ့တဲ့3လကသူမရဲ့စိတ်သက်သာသူဟာမိုးရစ်ပြီးသူမကိုရိုက်နှက်ခဲ့ကြောင်းသူမအနေနဲ့ကိုကာကွယ်ဖို့ပြန်လဲခုခံခဲ့ရကြောင်းပြောပြပါတယ်အဲ့ဒီနောက်လမ်းမပေါ်ပြေးထွက်သွားချိန်မှာပဲမတော်တဆကားတိုက်မှုဖြစ်ပွားခဲ့တာပါအမျိုးသားကဒါဆိုမင်း3လလုံးစေးရုံမှာနေခဲ့ရတာပေါ့လို့မေးတဲ့အခါလမ်းသွားလမ်းလာတယောက်ကသူမကိုစေးရုံပို့ပေးခဲ့ပြီးစေးရုံကပဲစေးဖို့ဝါကလေးအကုန်ကြခံခဲ့ရတာကိုသိလိုက်ရပါတယ်ဒါကိုကြတော့အမျိုးသားဟာအကြီးကျယ်ဒေါသထွက်သွားပါတယ်သူတစ်ချိန်ကအလွန်ချစ်ထရတဲ့အမျိုးသမီးအတွက်လက်စားချေဖို့ဆုံးဖြတ်လိုက်ပြီးစိတ်ဆက်ထားတဲ့လူဖြစ်ချေမင်းအဖေဖြစ်ချေဘယ်မိသားစုဝင်ပဲဖြစ်ချေသူတို့ကိုကြီးလေးတဲ့တန်ဖိုးပေးဆက်စီရမယ်လို့ကျင်းဆိုလိုက်ပါတယ်ဒါပေမဲ့ဇနီးဟောင်းကဒါတွေကရှင့်နဲ့ဘာမှမဆိုင်တော့ဘူးလို့တားမိပါတယ်သူကလည်းငါကမင်းရဲ့ခင်မွန်ဟောင်းချစ်နေလို့ပေါ့လို့ပြန်ပြောပါတယ်ကွာရှင်းတုန်းကသူမရဲ့အနာဂတ်ကိုကောင်းမွန်အောင်ထားပါမယ်လို့သူကတိပေးခဲ့ပူတာကိုဇနီးဟောင်းကတော့အခုဘဝကအဆင်ပြေနေပြီမို့လက်မချချင်းတော့ဘူးလို့ဆိုပါတယ်ဒါပေမဲ့အမျိုးသားကမင်းအဖေဘလို့လူလဲဆိုတာငါသိတယ်မင်းရဲ့စိတ်သက်ထားသူကလည်းမင်းကိုထပ်တီဒုက္ခပေးအောင်ပါပဲမင်းခံစားခဲ့ရတဲ့အရှက်ခွဲမှုနဲ့နာကျင်မှုတွေအတွက်တရားမျှတတဲ့တုံ့ပြန်မှုတကူမရှိဘူးဆိုရင်ဒီတရားတွေကမင်းရင်ထဲမှာထာဝရပုတ်ဆွေးနေလိမ့်မယ်လို့သတိပေးပါတယ်သူတို့စီကကျင့်တတ်မှုကိုမမျှော်လင့်မှုနဲ့သူမကိုအိမ်မက်ဆိုးတွေထဲမှာထာဝရပိတ်မိမနေစေချင်ဘူးလို့သူကဆိုပါတယ်ဒီစကားကိုကြားလိုက်ရတဲ့အခါမင်းကလေးရဲ့မျက်ဝန်းတွေချက်ချင်းနီးမြန်းလာပါတော့တယ်နောက်ဆုံးတော့သူမကိုကာကွယ်ဖို့ကဘာကြီးတစ်ခုလုံးကိုရင်ဆိုင်ပေးမဲ့သူတယောက်ရှိလာခဲ့ပြီလေသူမကစိုးရိမ်မှုတွေရှိနေသေးပေမဲ့အမျိုးသားကတော့သူမအတွက်အထက်မြတ်ဆုံးထားတဲ့လက်အထိလက်စားချေဖို့ဆုံးဖြတ်ချက်ခိုင်မာနေပါတယ်မင်းကလေးကတော့သူကသူ့ချစ်သူနဲ့လက်ထပ်တော်မှာကိုပါဘာလို့ငါ့အဖို့ကောင်းနေရတာလဲလို့တွေးပြီးလက်မလွတ်နိုင်အောင်ဖြစ်နေရပါလေဇနီးဟောင်းကဒါရီဟာရှင်းကိစ္စမဟုတ်ဘူးလို့ထပ်ပြောပြီးမယ်သူကဒါငါ့ရဲ့ရွေးချယ်မှုပဲလို့ပြပြတတ်တတ်ဆိုပါတယ်ရှင်ဘာလို့ဖော်စီစဉ်ထားလဲလို့သူမကမေးတဲ့အခါသူကအစီအစဉ်ဆွဲထားဖြစ်ကြမင်းရဲ့မိသားစုကိုအမြင့်ဆုံးအထိရအောင်တင်ပေးမယ်ပြီးမှသူတို့ကိုခွေးတောင်မကြည့်တဲ့ကြွက်တွေလိုဘဝမျိုးရောက်အောင်ဆွဲချပေးမယ်လို့ပြောပါတယ်အဲ့ဒီနောက်သူမကိုမကြောက်ဖို့နှိမ့်သိမ့်ပြီးသူ့အိမ်မှာပဲခဏနေထိုင်ဖို့ပြောပါတယ်သူမကဆိုဖာပေါ်မှာအိပ်ပါမယ်လို့ဆိုပေမဲ့သူကတော့သူ့ဇနီးဟောင်းကိုဆိုဖာပေါ်မှာဘယ်တော့မှအိပ်ခိုင်းမှာမဟုတ်ပါဘူးနောက်ထပ်အပိုင်းမှာတော့အမျိုးသားချစ်သူဟာသူ့ချစ်တဲ့အမျိုးသမီးရဲ့အတွက်ဘယ်လိုလက်စားချင်မလဲဆိုတာမြင်တွေ့ရမှာပါမင်းကလေးရဲ့မိသားစုဘယ်လိုပြစ်ဒဏ်မျိုးခံရမလဲဆိုတာသိချင်ရင်ဗီဒီယိုလေးကို like လုပ်ပြီး channel ကို subscribe လုပ်ထားသေးပါဇနီးဟောင်းကအလှပတဲ့ဝတ်ဆောင်လေးဝတ်ထားတာကိုမြင်တော့အမျိုးသားကရှေ့ကိုတိုးသွားပြီးသူမရဲ့အလှကိုချီကျူးလိုက်ပါတယ်။ဒါပေမဲ့ဇနီးဟောင်းကတော့သူမကော်ဖီဆိုင်ကိုအလုပ်သွားရတော့မယ်လို့ပြောပါတယ်။အဲ့ဒီခါအမျိုးသားကအဲ့ဒီဆိုင်ကိုသူဝယ်လိုက်ပြီးဖြစ်ကြောင်းနဲ့အခုကစားဒီဆိုင်ဟာသူမပိုင်တဲ့ဆိုင်ဖြစ်သွားပြီလို့ပြောလိုက်ပါတယ်။ပြီးနောက်သူကဇနီးဟောင်းရဲ့လက်ကိုဆွဲပြီးကော်ဖီဆိုင်စီခေါ်သွားခဲ့ပါတယ်။ဆိုင်ရောက်တဲ့အခါဇနီးဟောင်းကသူ့အတွက်ကော်ဖီတစ်ခွက်ဖြောပေးခဲ့ပါတယ်။အမျိုးသားဟာဇနီးဟောင်းရဲ့ညီမကိုလည်းကော်ဖီဆိုင်ကိုခေါ်ခဲ့ပါတယ်။သူကသူမကိုချစ်သူအဖြစ်တွဲချင်တယ်လို့ကမ်းလှမ်းလိုက်တာပါ။ညီမဖြစ်သူကတော့ဒီလူနဲ့လက်ထပ်ရရင်ဘီလီယံနာကတော့ဖြစ်တော်မယ်လို့တွေးပြီးချက်ချင်းပဲသဘောတူလိုက်ပါတယ်။အဲ့ဒီနောက်အမျိုးသားကသူမကိုအလုပ်တစ်ခုခိုင်းပါတယ်။လွန်ခဲ့တဲ့3လကဇနီးဟောင်းဖြစ်ခဲ့တဲ့ကားအက်ဆီဒန့်ရဲ့အသေးစိတ်အချက်လက်တွေကိုစုံစမ်းပေးဖို့ဖြစ်ပြီးဒါပြီးရင်ဒေါ်လာ10သန်းပေးမယ်လို့ကတိပေးပါတယ်။ညီမဖြစ်သူဟာပျော်ရွှင်သွားပြီးအဲ့ဒီတောင်းဆိုချက်ကိုလည်းချက်ချင်းလက်ခံလိုက်ပါတယ်။ညီမဖြစ်သူထွက်သွားပြီးနောက်ဇနီးဟောင်းကော်ဖီဆိုင်မှာအလုပ်ရှုပ်နေတာကိုမြင်တော့အမျိုးသားကတားလိုက်ပြီးဒါရီသူ့ဘာသာသူလုပ်ပါစေလို့ပြောကလူစားလဲခိုင်းလိုက်ပါတယ်။ဇနီးဟောင်းဟာဒီမင်းကွင်းကိုကြည့်ပြီးအံ့ဩနေမိသလိုကွာရှင်းပြီးကလေးကပထမဆုံးအချိန်ဖြစ်နှွေးထွေးမှုကိုပြန်ခံစားလိုက်ရပါတယ်။သူမကရှင်ဒီနေ့ရှင်းချင်သူစီမသွားဘူးလားလို့မေးလိုက်အခါအမျိုးသားကဘာလို့သွားရမှာလဲလို့ပြန်ဖြေပါတယ်။မင်းကလေးကတော့အမျိုးသားဘာဖြစ်နေရလဲဆိုတာနားမလည်နိုင်ပါဘူး။သူမကဇနီးဟောင်းဖြစ်နေရင်တောင်လက်ရှိချစ်သူကိုသူလစ်လို့မရှုသင့်ဘူးလို့တွေးပြီးကော်ဖီကွက်တွေကိုသူမဘာသာစီးကြောကိုယူလိုက်ကသူ့ကိုပြန်ဖို့ပြောပါတယ်။အမျိုးသားကတော့အနှုတ်စင်းချိန်ချရင်လာကြိုမယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်။ညဘက်မှာတော့ညီမဖြစ်သူဟာသူမရဲ့ချစ်သူမိန်းကလေးရဲ့စိတ်ဆက်ထားတဲ့ဟောင်းစီသွားနီးသူကဘလို့မျိုးအကွက်စင်ဒုက္ခပေးခဲ့လဲဆိုတဲ့အထောက်အထားတွေကိုတိတ်တဆိတ်ဗီဒီယိုရိုက်ကူမှတ်တမ်းတင်ခဲ့ပါတယ်။နောက်ပိုင်းမှာအမျိုးသားကဇနီးဟောင်းကိုအိမ်ပြန်လိုက်ပို့ပေးပါတယ်။အိမ်ရောက်တော့အမျိုးသားကသူမရဲ့ဖနက်ကိုကိုယ်တိုင်လဲပေးဖို့ကြိုးစားပေမဲ့သူမကငင်းဆန်လိုက်ပါတယ်။ဘာလို့လဲလို့မေးတော့အရင်ကတော့ကျမတို့ကလီမယားတွေပါ။ဒါပေမဲ့အခုကကွာရှင်းထားကြပြီလေလို့သူမကဖြေပါတယ်။နောက်ဆုံးမှာမင်းကလေးကမနှက်ပြန်လဲကော်ဖီဆိုင်ကိုလာအောင်မလာလို့မေးလိုက်ပါတယ်။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါအမျိုးသားကသူမကိုနေရာမှာကတ်လိုက်ပြီးဒီကော်ဖီဆိုင်ကအမေအတွက်ငါဝေပေးထားတာလေလို့ပြောလိုက်ပါတယ်။
အမျိုးသားကသူမနာကိုတဖြည်းဖြည်းတိုးကပ်လာတာကိုကြည့်ရင်ဇနီးဟောင်းဟာရှက်ကုန်းရှက်ငန်းနဲ့ရေချိုးတော့မယ်လို့ပြောကအခန်းထဲကနေအမြန်ထွက်ပြေးသွားပါတော့တယ်